ဘာလို့မမလို့အလိုက်မသိတတ်နိုင်တာလဲကိုကိုကြည်စံသူ့တောင်သူယူတတ်တယ်ဘာလို့ကိုလို့မဖြစ်နိုင်တာလဲဒီလိုနိုင်ရှင်တဲ့စကားတွေကကလေးတစ်ယောက်ရဲ့တသက်တာဘဝတစ်လျှောက်လုံးထိခိုက်စေနိုင်တဲ့စကားတွေဖြစ်စေနိုင်ပါတယ်ဒီလိုနိုင်ရှင်တာတွေကြောင့်ကလေးတစ်ယောက်ကိုတန်မိုးတွေမထားတတ်တော့ခြင်းအောင်မြင်မှုတွေကိုတန်မိုးရှိတယ်လို့မထင်မှတ်တော့ခြင်းမောင်နှမအချင်းချင်းအပြိုင်ဆိုင်ဖြစ်လာတတ်ခြင်းမိဘတွေအပေါ်နာကျည်းတဲ့ခံစားချက်တွေရှိလာနိုင်ခြင်းကိုယ့်ရဲ့ပုံစံအမှန်ကိုပျောက်ဆုံးခြင်းစတာတွေဖြစ်စေနိုင်ပါတယ်။ဒါကြောင့်မို့မိဘတွေအနေနဲ့ကိုယ်ကလေးကိုတကယ်ချစ်တယ်ဆိုရင်သူများနဲ့နိုင်ရှင်ပြောဆိုတာတွေကိုမလုံးမိဖို့အရေးကြီးပါတယ်။ဘာလို့မမလို့အလိုက်မသိတတ်နိုင်တာလဲကိုကြည်စံသူ့တောင်သူယူတတ်တယ်ဘာလို့ကိုလို့မဖြစ်နိုင်တာလဲဒီလိုနိုင်ရှင်တဲ့စကားတွေကကလေးတစ်ယောက်ရဲ့တသက်တာဘဝတစ်လျှောက်လုံးထိခိုက်စေနိုင်တဲ့စကားတွေဖြစ်စေနိုင်ပါတယ်ဒီလိုနိုင်ရှင်တာတွေကြောင့်ကလေးတစ်ယောက်ကိုတန်မိုးတွေမထားတတ်တော့ခြင်းအောင်မြင်မှုတွေကိုတန်မိုးရှိတယ်လို့မထင်မှတ်တော့ခြင်းမောင်နှမအချင်းချင်းအပြိုင်ဆိုင်ဖြစ်လာတတ်ခြင်းမိဘတွေအပေါ်နာကျည်းတဲ့ခံစားချက်တွေရှိလာနိုင်ခြင်းကိုယ့်ရဲ့ပုံစံအမှန်ကိုပျောက်ဆုံးခြင်းစတာတွေဖြစ်စေနိုင်ပါတယ်။ဒါကြောင့်မို့မိဘတွေအနေနဲ့ကိုယ်ကလေးကိုတကယ်ချစ်တယ်ဆိုရင်သူများနဲ့နိုင်ရှင်ပြောဆိုတာတွေကိုမလုံးမိဖို့အရေးကြီးပါတယ်။